ကိုပိုင်တို့လူတွေဟာအတိတ်မှာရှိခဲ့တဲ့ဖြစ်ခဲ့တဲ့အမားတွေဒါမှမဟုတ်အနာဂတ်မှာဖြစ်လာမဲ့စိုးရိမ်မှုတွေနဲ့အချိန်ကုန်နေတတ်ကြပါတယ်တကယ်တော့ positive energy အရှိဆုံးနေရာအချိန်ဟာအခုနောင်ဆိုတဲ့ဒီအချိန်လေးပါပဲအဲ့ဒါကြောင့်အသက်ကိုပြင်းပြင်းလေးရှူသွင်းရှူထုတ်လုပ်ပါကိုလုပ်နေတဲ့အလုပ်လေးပေါ်မှာတေချာလေးအာရုံစိုက်လိုက်ပါဒီအခိုက်အတန့်ကိုတန်ဖိုးထားတာဟာလေစိတ်အေးချမ်းမှုရဲ့လှုပ်ဝက်ချက်တစ်ခုပါပဲကဲအဲ့တော့အသက်ရှူလေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်ဒီလိုအသက်ပြင်းပြင်းရှူပြီးတော့ပြင်းပြင်းလေးရှူထုတ်လိုက်တာကိုဖြည်းဖြည်းချင်းစီလေးသွားလိုက်မယ်ဆိုလို့ရှိရင်အုံနောက်ထဲကိုအောက်ဆီဂျင်ပြည့်ဝစွာရသွားတဲ့အတွက် positive energy positive အတွေးခေါ်တွေပဲတွေးမှာဖြစ်ပါတယ်အဲ့တော့ဒီ vlog လေးကိုကြိုက်တယ်ဆိုလို့ရှိရင်အသေးလေးနှိပ်ခဲ့ပါကိုပိုင်ရဲ့ Pine Vlog YouTube channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်